မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ကကျွန်တော်တို့ department library အတွက်ပေါ့နော် data entry လုပ်လို့ရမယ် template လေးတစ်ခုလုပ်ထားပါတယ်ဒီ template လေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ကစာအုပ်လာငားတဲ့လူရဲ့ data အချက်လက်တွေကိုနေပြီးတော့ database ဆောက်ပြီးတော့ကျွန်တော်တို့တင်ထားနိုင်မှာဖြစ်ပါတယ်ဒီလိုတင်ထားခြင်းအပြင်ပေါ့နော်ကျွန်တော်တို့အဲ့ database ပေါ်မှာအခြေခံပြီးတော့ analysis တွေလည်းအများကြီးလုပ်လို့ရမှာဖြစ်ပါတယ်အစပေါ်အနေနဲ့ပြောရလို့ရှိရင်တော့ဒီ library တွေကပေါ့နော်ဘေးအတန်းကစာအုပ်အများဆုံးငားလေးပေါ့နော်ဘေးအတန်းကမငားလေးပေါ့ဥပမာဖြစ် master အတန်းကနေပြီးတော့စာအုပ်တွေမငားဘူးဆိုလို့ရှိရင်ကျွန်တော်တို့စာအုပ်တွေအသစ်ထုတ်ဝင်မယ်ဆိုလို့ရှိရင်master တန်းကငားမယ့်စာအုပ်တွေကိုကျွန်တော်တို့ထပ်ဖြည့်ရမယ်ပေါ့နော်အဲ့လိုပုံစံမျိုး idea တွေ development ဖြစ်မဲ့ဒီ library development ဖြစ်မဲ့ idea တွေတခြား analysis တွေလည်းအများကြီးထည့်လုပ်လို့ရမှာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဟာတွေကိုတော့ကျွန်တော်အသေးစိတ်ဒီ video လေးမှာတော့ပြောပြမှာမဟုတ်ပါဘူးဒါပေမဲ့ဒီ template လေးကိုဘယ်လိုသုံးရလဲဆိုတာလေးပဲကျွန်တော်ပြောပြမှာဖြစ်ပါတယ်အခုမြင်ရတဲ့ဟာကကြလို့ရှိရင်ကျွန်တော်တို့ data entry လုပ်တဲ့ box လေးဖြစ်ပါတယ်စာအုပ်လာငါပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီထဲမှာနေပြီးတော့ data entry လေးလုပ်အောင်မှာဖြစ်ပါတယ် data entry လုပ်ပြီးလို့ရှိရင်ကျွန်တော်တို့က save button လေးကိုနှိပ်လိုက်လို့ရှိရင်ဒီ data တွေအကုန်လုံးက database ထဲကိုရောက်သွားမှာဖြစ်ပါတယ် database ကိုတွန်းကျင်နေဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ data ဆိုတဲ့ခလုတ်လေးကိုနှိပ်ရုံပါပဲနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ database ကိုရောက်သွားပါပြီဒီ database မှာဆိုလို့ရှိရင်စာအုပ်ငားတဲ့လူတွေစာရင်းအကုန်လုံးဒီထဲမှာတင်ထားတာဖြစ်ပါတယ်ကျွန်တော်တို့ပြန်ပြီးတော့ data entry လုပ်တဲ့နေရာကိုတွန်းမယ်ဆိုလို့ရှိရင်တော့ဒီ home button လေးကိုကျွန်တော်တို့နှိပ်ရုံပါပဲ home button လေးနှိပ်လိုက်လို့ရှိရင် data entry လုပ်တဲ့နေရာလေးကိုရောက်သွားပါပြီအဲဆိုရင်ဒီခလုတ်လေးနှစ်ခုရဲ့ function ကိုနားလည်မယ်လို့ကျွန်တော်ထင်ပါတယ်ပြီးတော့နောက်တစ်ခုပြောချင်တာကကြတော့ဒီထဲမှာ date ကိုကျွန်တော်က format လေးကလကိုအရင်ရေးတယ်ပြီးမှရက်ကိုရေးတယ်နှစ်ကိုရေးတယ်အဲ့လို format လေးနဲ့ပြောင်းထားပါတယ်ဘာလို့ဆိုတော့နောက်ပိုင်း analysis လုပ်လို့ရှိရင် error မတက်အောင်လို့ပေါ့နော်ဒီ USA format လေးကိုတုံထားတာဖြစ်ပါတယ်ပြီးတော့အမြဲတမ်းသတိရနေအောင်လို့လည်းဒီအပေါ်လေးမှာရေးပေးထားပါတယ်ကျွန်တော် example တစ်ခုအနေနဲ့ပေါ့နော်ဒီစာအုပ်လာငားတဲ့လူတစ်ယောက်ရဲ့ data အချက်လက်တွေကိုကျွန်တော် entry လေးလုပ်ပြပါမယ်ဥပမာအားဖြင့်ညမင်းတန်ပေါ့နော်ညမင်းတန်ကစာအုပ်လာငားရပေါ့နော်သူရဲ့ roll number က 2MA ERCH 3ပေါ့နော် year study ကကြလို့ရှိရင်ကျွန်တော်တို့ဒီများလေးကိုနှိပ်ပြီးတော့ year study ကိုရွေးရုံပါပဲခင်ဗျ year study က master second year student ဒီမှာပေါ်လာပါပြီ master second year student ID ကကြလို့ရှိရင်ယာတ339346ဆိုပါလို့ phone number က3993304098ပေါ့နော် borrow date ကကြလို့ရှိရင်ကျွန်တော်တို့ပြန်တတိယမှာဒီ format တက်ရပါမယ် borrow date ကဒီခုကစေလပိုင်းစေလပိုင်းရက်က30ရက်ပေါ့နော်2020ပေါ့ enter လေးခောက်လိုက်တာနဲ့ due date ပါတခါလေသူကဒီမှာ auto change တော့မှာဖြစ်ပါတယ်ဘာလို့ဆိုတော့သူက formula လေးရေးထားပါတယ် borrow date မှာ9ရက်ပေါင်းပြီးတော့ဒီ due date လေးကို formula လေးရေးထားတဲ့အတွက်တော်ရိုက်နေစရာမလိုပါဘူးသူကလည်းသူ auto change မှာဖြစ်ပါတယ် catalog number ကကြလို့ရှိရင်ကျွန်တော်တို့339398ဆိုပါစို့ book name က FIELD field flower K S box free box order ကြတော့ Jason Michael MACHEL Michael ဆိုပါတော့အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာဖြည့်ပြီးလို့ရှိရင်ကျွန်တော်တို့ save button လေးကိုနှိပ်လိုက်လို့ရှိရင် database တွေကိုဒီ data တွေအကုန်လုံးရောက်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့မနှိပ်ခင်ပေါ့နော် save ကိုမနှိပ်ခင်ကျွန်တော်တို့ data လေးကိုတစ်ချက်အရင်တွန်းကြည့်ရအောင်ဒီရန်နိုင်လေးနဲ့အဆုံးသတ်ထားပြီပေါ့နော် data entry ကကျွန်တော်တို့အခုသွင်းမဲ့ data အမြန်မဲ့တန်းရဲ့စာအုပ်ငါးရဲ့ data ပေါ့နော်အဲ့ကျွန်တော် home button လေးနှိပ်ပြီးပြန်သွားမယ်ဒီတစ်ခါတော့ကျွန်တော်နှိပ်လိုက်ပါပြီ save ကိုအဲ့ဒါပြီးဆိုဒီက data တွေအကုန်လုံးက database တွေရောက်သွားပါပြီကျွန်တော်တော့ကြည့်မယ် data ကိုနှိပ်ပြီးတော့မြန်မင်းတက်ရောက်သွားပါပြီ Freebox Jason Michael ရောက်သွားပါပြီသူရဲ့ due date ကနေပြီးတော့17လပိုင်း6ရက်နေ့ due date ပါ17လပိုင်း6ရက်နေ့ကြာလို့ရှိရင်သူကပြန်လာအဲ့ရမှာဖြစ်ပါတယ်ပြီးတော့ဒီ database ကနေပြီးတော့ table database ဖြစ်တဲ့အတွက်ပြန်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကနာမည်နဲ့ရိုက်ချလေးရပါတယ်ဟိုကြိုက်တဲ့ဟာနဲ့ရိုက်ချလို့ရတယ်ဘောနော် row နဲ့ပဲနဲ့ပဲရိုက်ချစာအုပ်နာမည်နဲ့ပဲရိုက်ချကြိုက်တဲ့ဟာနဲ့ရိုက်ချလို့ရပါတယ်ပြီးတော့နောက် feature တစ်ခုကကြာလို့ရှိရင်သူက due date ကျော်သွားပြီပေါ့နော်ပြန်လာမအပ်သေးဘူးဆိုလို့ရှိရင်တော့သူကအနီရေပန်းအောင်လေးနဲ့ highlight လေးပြမှာဖြစ်ပါတယ်ဒီနားမှာအဲ့ဆိုလို့ရှိရင်ဒီမှာမြန်မင်းတန်စာအုပ်ပြန်လာမအပ်သေးဘူးပေါ့နော်ဒီမှာနောက်တစ်ယောက်
ဒါကကြတော့မလာလှဆိုတဲ့တယောက်ကလည်းစာအုပ်ပြန်လာမဲ့တူရက်ကလည်းကြော်နေပြီပေါ့နော်ပြန်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကပဲဒီလူကပြန်လာပြီပေါ့နော်ပြန်လာပြီဆိုရင်ကျွန်တော်တို့ကဒီနားလေးမှာကလစ်ထောက်ပြီးတော့ return ဆိုတာလေးရိုက်ရုံပါပဲ return ဆိုတာလေးရိုက်ရုံပါပဲအဲဆိုလို့ရှိရင်ကျွန်တော်ပြန်လာပြီးသွားပြီပေါ့နော်အဲနီလေးမနီတော့ဘူးအကုန်အဆင်ပြေသွားပြီပေါ့ဒီလောက်ဆိုလို့ရှိရင်တော့ဒီ database ကိုဘယ်လိုအသုံးပြုရလဲဆိုတာကိုတော့နားလည်မယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်